င်္ဂလာပါဗျဒီဗီဒီယိုမှာတော့ကျွန်တော် supplier အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ပထမဆုံး supplier လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ admin mode တွေရှိရဲ့ menu လေးသွားရပါမယ် menu ထဲမှာကျွန်တော်တို့ product မှာပဲ supplier ကို create လုပ်လို့ရနိုင်တယ်လို့ကျွန်တော်တို့ supplier နေပြီးတော့လေဒီ supplier shortcut ကနေပြီးတော့လေဒီမှာ supplier ကို create လုပ်လို့ရပါတယ်ဆိုတော့ဘာကွာသွားလဲဆိုတော့ဒီကနေပြီးတော့ create လုပ်ရင်တော့ကြိုတင်ပြီးဒီပြုလုပ်ထားနိုင်တာဖြစ်ပြီးတော့ဒီ product ထဲမှာတော့ဒီ product ထည့်ရင်းနဲ့တခါတည်းလုပ်လိုက်တာလည်းရတယ်ပေါ့နော်တူတူပါပဲဘာမှတော့ပြောင်းလဲမရှိပါဘူးကျွန်တော်တို့ supplier မှာ standard supplier မှတ်ထားလို့ရတယ်ဒါမှမဟုတ်ကုန်ဆိုင်မဲ့ဒီ sales ဆိုင်တွေဒီပစ္စည်းယူပြီးနောက်မှရှင်းတဲ့ပုံစံမျိုးတွေဆိုလို့ရှိရင်ကုန်ဆိုင်မဲ့လို့သုံးလို့ရပါတယ်ကုန်ဆိုင်မဲ့လို့သုံးလိုက်တယ်ဆိုလို့ရှိရင်သူက supplier မှာဒီ supplier မှာ consignment standard ဆိုပြီးတော့ကျွန်တော်ခွဲပြပြီးတော့ဒီ consignment payable တွေထွက်လာမှာဖြစ်ပါတယ်ဒီ payable တွေထပ်လုပ်လို့ရတယ်ပေါ့နော်ဒီ payable မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘယ်လောက်ရောင်းပြီးသွားပြီဘယ်လောက်ကျန်တယ်တခါတည်းဒီ report အနေနဲ့ဒီမှာဆက်လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Pandora Extra ဆိုတဲ့ဆေးကို supplier ထည့်မယ်ပေါ့နော်ဒီ pharmacy ကိုထည့်လိုက်မယ်နိုင်ထည့်လိုက်ပါမယ်ဒီမှာတော့မင်္ဂလာထောင်မျိုးကိုပဲထည့်လိုက်ပါမယ်ဆိုတော့သူ့ကိုကျွန်တော်ကုန်ဆိုင်ပေးလိုက်ပြီပေါ့နော်ကုန်ဆိုင်ပေးပြီးတော့စိတ်လိုက်မယ်ဒါဆိုလို့ရှိရင် A pharmacy ဆိုပြီးတော့ဒီမှာဝင်သွားပြီပေါ့နော်ဒါက career ပြန်ပြီးတော့လုပ်လိုက်လို့ရှိရင်တော့ဒီ supplier ကိုဖြတ်လိုက်တာပေါ့ပေါ့ဒီ product တွေကနေပြီးတော့ဖြုတ်လိုက်တာပါဆိုတော့ဒီမှာကလည်းကုန်ဆိုင်မဲ့ product ဆိုပြီးတော့ဒီ product ကိုကုန်ဆိုင်အနေနဲ့ပြသွားပြီဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ update လုပ်တဲ့အတွက် save လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ viewers ဘက်မှာတစ်ချက်သွားရအောင်ကြည့်ပါမယ်နော်ခုထည့်လိုက်တယ်ပြီးသွားရင်ကတ်မှာသွားမယ်ပြီး check out လုပ်မယ်စနစ်မှာကြည့်မယ်ဒါဆိုလို့ရှိရင်ဝင်သွားပြီဆိုတော့ကျွန်တော်တို့ supplier တွေတော့ပြန်ကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ကုန်ဆိုင်မှာကုန်ဆိုင်ပေးက16000ဆိုပြီးတော့ဝင်သွားပြီပေါ့နော်ဒီပေးပဲအနေနဲ့ဒီမှာ total ပြပေးတယ်ပြီးရင်ကုန်ဆိုင်ပေးဆိုပြီးတော့ပြပေးတယ်ပြီးသွားလို့ရှိရင်ဒါကိုဝင်ကြည့်လိုက်လို့ရှိရင်ဒီကုန်ဆိုင်ရဲ့သူ့ stock ဘလောက်သွင်းထားလဲပေါ့နော်သွင်းထားတဲ့ဟာတွေဆိုဒီမှာပြပေးမယ်ပေါ့နော်အခုကကျွန်တော်တို့ကကုန်ဆိုင်အနေနဲ့သွင်းထားတာမရှိသေးဘူးဆိုတော့ဒီကုန်ဆိုင်ကနေပြီးတော့ဘလောက်ယူထားလဲဆိုတာဒီမှာမပြပေးဘူးပေါ့နော်ဒါဒီ settle ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကျွေးတွေကိုရှင်းလိုက်တယ်ပေါ့နော်ဒီအကျွေးတွေကိုကျွန်တော်ခွဲရှင်းလို့လည်းရတယ်တခါလဲအပီးရှင်းလိုက်လို့လည်းရတယ်ဒါဆိုလို့ရှိရင်ဒီ inventory ရဲ့ဒီကုန်ဆိုင်ရဲ့ inventory move in move out တွေကိုဒီမှာကြည့်လို့ရတယ်ပေါ့နော်ဘယ်လောက်ကျန်လဲဘယ်လောက်ရှိသေးတယ်ပေါ့နော်ဒါဆိုလို့ရှိရင် supplier ကတော့ဒီလောက်ပါပဲဒီလိုအပ်တာရှိရဆိုလို့ရှိရင်လည်းပြောလို့ရပါတယ်ကျွန်တော် update မှာဒီဟာလေးတွေကို update လုပ်ပေးပါမယ်ဟုတ်ကဲ့အခုကျွန်တော်ဗီဒီယိုမှာဒီခေတ်သစ် Android viewers ကို
ဒီ Play Store ကနေပြီးတော့ install လုပ်ပြီးတော့ဒီ sanctioning နေနဲ့ဒီရက်30ပေးသုံးထားပါတယ်ရက်30အခမဲ့ပေးသုံးထားတာမှာကျွန်တော်တို့ဒီစမ်းသပ်ပေးသုံးထားတာမှာဒီအကြောင်းမျိုးကြောင့်ဒီမသုံးဖြစ်ဘူးဒီဗီဒီယိုတွေကခုမှမြင်လို့ပြန်သုံးကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Facebook Messenger Telegram နဲ့ Viber TikTok တွေမှာလာပြီးတော့ပြောပေးလို့ရပါတယ်ကျွန်တော်တက်တန်းတိုးပေးပါမယ်ခင်ဗျာဒီ expert ဖြစ်တယ်စမ်းသပ်သုံးဖို့အတွက်နောက်ထပ်ရက်တွေကိုလိုသလောက်ဒီရက်30ဖြစ်ပေါ့နော်ထပ်ပြီးတော့တိုးပေးပြီးတော့စမ်းသပ်သုံးကြည့်လို့ရပါတယ်ဆိုတဲ့အကြောင်းကိုအသိပေးပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်